အားလုံးပဲစိတ်နဲ့ခန္ဓာအေးချမ်းကြပါရဲ့လားခင်ဗျာဗုဒ္ဓမြတ်စွာသာသနာတော်ကြီးထုံးလင်းတပါဖို့ဆိုတာအသိပညာနဲ့အကျင့်သီလပြည့်စုံတဲ့သာသနာအားစာတွေပုဂ္ဂိုလ်တွေရှိနေဖို့လိုအပ်ပါတယ်ဒီနေ့ကမှမြန်မာပြည်သူပြည်သားတွေဒီမကကဘာတော်ရန်ကဘာလေးစားချီးညိုရတဲ့ခေတ်သစ်သာသနာအားစာနေတပါကတော့ပမခကျုဆရာတော်ဘုရားကြီးဒေါက်တာအရှင်နန္ဒမာလာရေးသားပဲဖြစ်ပါတယ်ပရိယတိစာပေမှာပြန်ပြပြီးထူးချွန်ပြီးဗိဓမာမြတ်ဒေသနာတွေကိုရိုးရှင်းလာပါစွာဟောကြားတော်မူတဲ့ဆရာတော်ကြီးရဲ့ဖြစ်အထူးများစွာနဲ့ပြည့်စုံနေတဲ့ဘဝကီးလန်းကိုဒီဗီဒီယိုလေးမှာအစဆုံးကြည့်ရှုပူဇော်ကြရအောင်ပါဆရာတော်လောင်းနေရာကို1300ခုနှစ်တပေါင်းလပြည့်နေ့ညခရစ်နှစ်1940ပြည့်နေ့မလ22ရက်နေ့စနေနေ့မှာမန္တလေးတိုင်းစင်ကူးမြို့နယ်ညောင်ပင်ရွာမှာခမဲတော်ဦးဆန်လာဥကုနောဒရာနဲ့မဲတော်တော်ခင်တော်ဝင်းတင်ကြီးတို့ကဖွားမြင်ခဲ့ပါတယ်ငယ်နာမီကတော့မောင်ချွန်းတင်ဖြစ်ပါတယ်မောင်ထွန်းတင်ရဲ့ငယ်ဘဝဟာတာမတ်တဲ့ထူးခြားခဲ့ပါတယ်1949ခုနှစ်မှာမိဘများပါဝင်တရှိချင်းရှာမိသားစုဝင်ကိုလုံးဟာစကိုင်းတောင်ယူစကင်းချောင်းမှာတာသနာပေါင်းတို့တပြိုင်တည်းဝင်ရောက်ခဲ့ကြပါတယ်မောင်ထွန်းတင်ဟာစငင်းဆရာတော်ကြီးကိုဥပစေပြုပြီးရှင်နရမာလာအဖြစ်တာမဏိပြုခဲ့ပါတယ်ထူးခြားတာကဆရာတော်ကြီးရဲ့နောင်တော်အရှင်နာရဒဟာလည်းတွဲဖက်သာသနာပိုင်ဖြစ်ခဲ့တယ်လို့ဆရာတော်ကြီးကိုယ်တိုင်လည်းတွဲဖက်သာသနာပိုင်ဖြစ်လာခဲ့တာကြောင့်မိသားစုဝင်တစ်ခုတည်းကနေတွဲဖက်သာသနာပိုင်နှစ်ပါးပေါ်ထွန်းခဲ့တဲ့တမိုင်းဝင်ဖြစ်ဖြစ်ပါတယ်ရှင်နရမာလာပါရမီထူးသူပြီးစာပေသင်ကြားရမှာအမခန့်ထူးချွန်ခဲ့ပါတယ်အသက်73နှစ်အရွယ်မှာတင်အဘိဓမ္မာ3စင်လုံးကိုတဝါတွင်အောင်မြင်ခဲ့တယ်လို့တကြတိဟာတာမဏိကျော်စာမေးပွဲကိုလည်းအဆင့်1ချီဖြင့်အောင်မြင်ခဲ့ပါတယ်အသက်16နှစ်အရွယ်ကိုရင်ဘဝနဲ့တင်အစိုးရဓမ္မစရိယာတန်းကိုကျမ်းပေါင်းများစွာဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပြီးစာချကိုတော်ဖြစ်တာဝန်ယူခဲ့ပါတယ်ရန်ဝါ6ဝါအတွင်းမှာတင်ဇေဝီနေကနာနဲ့တကြတိဟာဓမ္မစရိယာပွဲတွေကိုရယူနိုင်ခဲ့လို့သသဓမ္မစရိယာအရှင်ဖြစ်ကြော်ကြားခဲ့ပါတယ်ဆရာတော်ဟာမြန်မာပြည်မှာတင်အားမရပဲတီရီလင်္ကာနိုင်ငံကီလာနီယာတက္ကသိုလ်ကနေမဟာဘွဲ့အမေနဲ့အိန္ဒိယနိုင်ငံမကရတက္ကသိုလ်ကနေပါရဂူဘွဲ့ PhD တို့ကိုပါရယူကခိမိပညာရပ်တွေကိုလည်းစီးပူးခဲ့ပါတယ်ဆရာတော်ကြီးဟာမိမိတတ်သိထားတဲ့ပညာတွေကိုကဘာတိအောင်ဖြန့်ဝေခဲ့ပါတယ်တေတကူကဘာဗုဒ္ဓတက္ကသိုလ်ရဲ့ဗမာကချုပ်အဖြစ်တာဝန်ယူခဲ့တယ်လို့အပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ရဲ့ဒုတိယမြောက်ဗမာကချုပ်အဖြစ်14နှစ်တိုင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ဆရာတော်ကြီးဟာဂျာမနီနယ်သာလန်အမေရိကန်စားတဲ့နိုင်ငံပေါင်းစုံကိုကြောက်ရောက်ပြီးအဘိဓမ္မာတရားတော်တွေကိုခေတ်မီသိပ္ပံနည်းကျယုံကြည်ပေတာတွေနဲ့ဟောကြားပို့ချပေးခဲ့ပါတယ်ယနေ့ကမှလူငယ်လူရွယ်ပိုင်းတွေအထိဆရာတော်ကြီးရဲ့တရားတွေကိုကြီးညိုကြရတာဟာဆရာတော်ရဲ့ရှင်လေးပြတ်သားပြီးခေတ်မီရဲ့ဟောပြောမှုပုံစံကြောင့်ပဲဖြစ်ပါတယ်ဆရာတော်ကြီးရဲ့သာသနာပြုအားထုတ်မှုတွေကြောင့်နိုင်ငံတော်ကနေအဘိဓဇမဟာရထဂုရုနဲ့အေကမဟာဖဏိတဘောဓိစိတ်တော်များကိုစက္ကပ်ပူဇော်ခံခဲ့ရပါတယ်ယနေ့ချိန်ဒီဆရာတော်ဘုရားကြီးဟာတက်တော်85နှစ်တိုင်ခဲ့ပြီဖြစ်ပေမယ့်ပညာဘူမိတက္ကသိုလ်ရဲ့တဘာပတိဖြစ်၎င်းမဟာသူဘောဓယုံကျောင်းတိုက်ကြီးများရဲ့ဦးစီးပဓာနာနာယကဖြစ်၎င်းသာသနာဝင်ကိုမနာမနေခံရွက်နေစေပဲဖြစ်ပါတယ်ဆရာတော်ကြီးရဲ့ရေးသားခဲ့တဲ့ဓမ္မစာအုပ်ပေါင်းရာကျော်နဲ့ဟောကြားခဲ့တဲ့တရားပေါင်း2800ကျော်ဟာဗုဒ္ဓဘာသာဝင်တွေအတွက်အဖို့မဖြစ်နိုင်တဲ့ဓမ္မအမွေပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာပြည်သူပြည်သားများနဲ့ကမ္ဘာတဝန်းကမိတ်ဆွေများအားလုံးကဗမာခကျုဆရာတော်ဘုရားကြီးတက်တော်ရာကျော်ရှိပါစေကြောင်းနဲ့သာသနာလျံကိုဆက်လက်ထုံးညီပေးနိုင်ပါစေကြောင်းယူသေးသောဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ဆရာတော်ကြီးဟာကျမ်းစာပေတွေကိုမကပဲလူသားတို့ရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်တဲ့ဓမ္မယတဆောင်းပါးတွေကိုလည်းကျွမ်းကျင်စွာရေးသားခဲ့သူပါ1980ပြည့်နှစ်များကလေးကကိုမာလာကိုတုလစကိုင်းစားတဲ့ကလောင်ပြည်များနဲ့ဓမ္မဖြူအားစာတောင်းတွေမှာရေးသားခဲ့ပါတယ်အချစ်နည်းနည်းလျှော့မုံတုံးကိုဖြေစားတဲ့ဆောင်းပါးတွေဟာယနေ့တိုင်ခေတ်မီနေစေပါပဲဒါအပြင်ပါဠိကာရတော်တွေကိုရေးဆက်ရမှာလဲအလွန်ကျွမ်းကျင်ပြီးစံငင်းဆရာတော်ကြီးနဲ့ရွှေရင်သာဆရာတော်ကြီးတို့ရဲ့အထုပ်ပတ်တွေကိုလည်းပြည့်စုံစွာမှတ်တမ်းတွေရေးသားခဲ့တဲ့သာသနာသမိုင်းပညာရှင်တစ်ပါးလေးဖြစ်ပါတယ်ဆရာတော်ကြီးဟာသာသနာပြုလုပ်ငန်းတွေကိုတက္ကသိုလ်တစ်ခုထဲမှာရပ်တန့်မနေခဲ့ပါဘူး2020ပြည့်နှစ်မှာတော့လူသားတွေရဲ့ယင်ထဲမှာပညာမီဖြစ်စေဖို့ပညာဘူမိတက္ကသိုလ်ကိုစတင်တည်ထောင်ခဲ့ပါတယ်ဒီတက္ကသိုလ်မှာရဟန်းသံဃာတော်တွေမကလူပုဂ္ဂိုလ်တွေပါဗုဒ္ဓဘာသာပညာရပ်ကိုစနစ်ကျလေးလာခွင့်ရအောင်ဖန်တီးပေးခဲ့ပါတယ်ဓမ္မတရာသာသနာစင်တာတွေနဲ့ IDE Institute of Dhamma Education သင်တန်းကျောင်းတွေကိုတည်ထောင်ပြီးမျိုးဆက်တွေရဲ့ရင်းထဲမှာဓမ္မမျိုးစေ့တွေစိုက်ပျိုးပေးနေတာဟာဆရာတော်ကြီးရဲ့အနာဂတ်အတွက်မျှော်မှန်းချက်ပဲဖြစ်ပါတယ်ဆရာတော်ကြီးရဲ့ကရုဏာတရားဟာတရားဓမ္မတွေဟောကြားရုံနဲ့မကပဲလူသားတို့ရဲ့ကျမ်းမာရေးပေါ်မှာလည်းတက်ရောက်ပါတယ်မိမိရဲ့ဇာတိမြေဖြစ်တဲ့စေကုနယ်မှာတိုက်နေစေုံအဆင်ရှိတဲ့16ကရင်ဆန်မြေတာနရစေုံကိုစောက်လုပ်လူဒန်းခဲ့ပါတယ်
တရားနာဖောင်ဒေးရှင်းကိုတည်ထောင်ပြီးလူမှုရေးကျန်းမာရေးလုပ်ငန်းတွေကိုပါပံ့ပိုးကူညီနေတာဟာဆရာတော်ကြီးရဲ့မေတ္တာနဲ့ကရုဏာလက်တွေ့ကျင့်သုံးမှုကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့တရားတွေကိုဘာကြောင့်လူတွေအလွန်နှစ်သက်ကြတာလဲ။အပြေကတော့ဆရာတော်ကြီးဟာနည်းနည်းလာတဲ့အပိဓမ္မာသဘောတွေကိုကိတိယုတ်တိဗေဒတွေသိပ္ပံနည်းကျအချက်လက်တွေနဲ့ပေါင်းစပ်ပြီးရှင်းပြတတ်လို့ပါပဲ။သောတာပန်ဤဘဝရုပ်ပုံလားယနေ့လူသားများနဲ့မနှက်ဖြန်ကပါစားတဲ့တရားတော်တွေဟာလူသားတို့ရဲ့နှိမ့်စင်ဘဝပြဿနာတွေကိုဓမ္မနည်းနဲ့ဖြေရှင်းပေးခဲ့ပါတယ်။နားထောင်ရသူဖို့ဘေးဒီမကြောင်ရှင်းလင်းပြသတဲ့အတွက်ကြောင့်ဆရာတော်ကြီးရဲ့တရားတော်တွေဟာအွန်လိုင်းနဲ့ရုပ်သံလိုင်းတွေမှာယနေ့တိုင်ရည်မှန်းစားနေရတာဖြစ်ပါတယ်။ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒာမာလာဘိဝင်သားဟာကျွန်ုပ်တို့အတွက်ဓမ္မအမှုတွေအများကြီးထားရစ်ခဲ့ပါပြီ။ဆရာတော်ကြီးရဲ့ website နဲ့လူမှုကွန်ရက်တွေကတဆင့်ဆရာတော်ကြီးရဲ့တရားတော်တွေကိုအချိန်မီလေ့လာနိုင်ပါတယ်။ဆရာတော်ကြီးရဲ့ဘဝခီးလန်းကိုကြည့်ပြီးကျွန်တော်တို့လည်းမိမိတို့ရဲ့ဘဝကိုပညာနဲ့တည်ဆောက်ကြဖို့မေတ္တာနဲ့ဖြတ်သန်းကြဖို့တိုက်တွန်းလိုပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုခြင်းဖြင့်ဆရာတော်ကြီးပေါ်ကြီးညိုတရားပွားများနိုင်ကြပါစေ။ဆရာတော်ကြီးဟာပါဠိစာပေမှာပါဠိပါရဂူပွဲရရှိထားသလိုအင်္ဂလိပ်စာပေမှာလည်းအလွန်ထူးချွန်သူဖြစ်ပါတယ်။နေစဉ်ကလေးကချမ်းမီဆရာတော်ကြီးထံမှအင်္ဂလိပ်စာကိုစနစ်ကျသင်ယူခဲ့ပြီးနောက်ပိုင်းမှာတော့ပါဠိဘာသာနဲ့အင်္ဂလိပ်ဘာသာကိုကျွမ်းကျင်စွာအသုံးပြုပြီးကမ္ဘာစစ်မီဗုဒ္ဓစာပေကျမ်းဂန်တွေကိုသူတည်တနာပြုနိုင်ခဲ့ပါတယ်။ကမ္ဘာရေးကုန်းမီမှာတိပိဋကပါဠိမြန်မာအပြီးတန်းကျမ်းပြုအဖြစ်ဆောင်ရွက်ခဲ့တဲ့အတွေ့အကြုံတွေဟာဆရာတော်ကြီးရဲ့ဘာသာစကားကျွမ်းကျင်မှုကိုသက်တည်ပြနေတာပဲဖြစ်ပါတယ်။ဆရာတော်ကြီးရဲ့ဘဝမှာအကြီးမားဆုံးသောလွှမ်းမိုးမှုကတော့ဥပဇေဆရာဖြစ်တဲ့စံငင်းဆရာတော်ကြီးပဲဖြစ်ပါတယ်။ရွှေကျင်နိကာရဲ့အစဉ်လာအတိုင်းဝဏီတော်ကိုတိကျလိုက်နာမှုအေဂျင့်တည်ငြိမ်မှုနဲ့သာသနာပေါ်သစ္စာရှိမှုတွေကိုစံငင်းဆရာတော်ကြီးထံကနေအမွေရရှိခဲ့တာပါဆရာတော်ကြီးကိုယ်တိုင်လည်းနိုင်ငံတော်တိကျဝဏီတို့အဖြစ်တာဝန်ယူပြီးသာသနာအညီအကျေးတွေကိုတတ်ဆင်ဖို့ကြိုးပမ်းခဲ့ပုံတွေဟာဆရာတော်ကြီးရဲ့ဝဏီလေးစားမှုကိုပေါ်လွင်စေပါတယ်2003ခုနှစ်ကစပြီးဆရာတော်ကြီးဟာဥရောပတိုက်သို့ချိန်မှန်များစွာကြော်ရောက်ပြီးသာသနာပြုခဲ့ပါတယ်။ဂျာမနီနိုင်ငံမှာအပိဓမ္မာသင်တန်းတွေပို့ချတဲ့အခါအနောက်တိုင်းသားပညာတတ်တွေဟာဆရာတော်ကြီးရဲ့ရှင်းလင်းချက်တွေကိုအံ့ဩကြီးစွာကြည်ညိုခဲ့ကြပါတယ်။မဟာသတိပဋ္ဌာန်သုံးနဲ့ပရိစ္ဆသမုပ္ပါတရားတော်တွေကိုသိပ္ပံနည်းကျရှင်းပြနိုင်မှုကြောင့်ဥရောပတိုက်မှာအပိဓမ္မာလင်းရဟာဆရာတော်ကြီးကြောင့်ပုံမတောက်ပလာခဲ့ရတာဖြစ်ပါတယ်။ဆရာတော်ကြီးဟာအသိပညာနဲ့အကျင့်သီလပေါင်းစပ်ဖို့အတွက်လဲကူမှာဓမ္မဝိနည်းစင်တာကိုတည်ထောင်ခဲ့ပါတယ်။ဒီနေရာမှာဖွင့်လှစ်ထားတဲ့ IDE Institute of Dhamma Education ဟာလူဝဲကျောင်းတွေအတွက်အဘိဓမ္မာနဲ့ဝိပဿနာကိုစနစ်ကျသင်ကြားပေးတဲ့တက္ကသိုလ်တစ်ခုလိုဖြစ်လာပါတယ်။စာတွေ့တွေမကပဲလက်တွေ့ဘဝမှာဘယ်လိုသုံးချမလဲဆိုတာကိုမျိုးဆက်သစ်လူငယ်တွေသိယူခွင့်ရရှိအောင်ဖန်တီးပေးခဲ့တဲ့ဆရာတော်ကြီးရဲ့အမျိုးမြင်ဟာအလွန်ကိုလေးစားစရာကောင်းလာပါတယ်။ဆရာတော်ကြီးဟာဗမာခချုပ်တွဲဘက်သာသနာပိုင်စတဲ့ကြီးကျယ်တဲ့ယာရုဖွဲ့စိတ်တွေရှိပေမယ့်နေထိုင်မှုပုံစံကတော့အလွန်ရိုးရှင်းလှပါတယ်။တပည့်သားမီးရီပေါ်မှာဖခင်တူလိုနှွေးထွေးစွာလမ်းညွှန်ပြသတတ်ပြီးမိမိကိုယ်တိုင်လည်းနေ့စဉ်မပြတ်အစပေးလေးလာနေစေဖြစ်ပါတယ်။ဘဝမှာအရေးကြီးဆုံးကအသိပညာပဲဆိုတဲ့ဆောင်ပုဒ်တိုင်းကိုယ်တိုင်ကြင်ကြံပြသနေတဲ့ဆရာတော်ကြီးရဲ့ဘဝဟာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက်အမြဲတမ်းပွင့်လန်းနေမဲ့ဓမ္မပန်းတွင်ပဲဖြစ်ပါတယ်။ဆရာတော်ကြီးဟာကျမ်းစာပေတွေနဲ့မကပဲပါဠိကာရအဖွဲ့အနွယ်မှာလည်းအကထုထူးချွန်သူဖြစ်ပါတယ်။မိမိရဲ့ဆရာသခင်ကျေးဇူးရှင်တွေကိုပူဇော်တဲ့အနေနဲ့ဂိဝနနာခါရတရားနဲ့ဂုဏနာထရဝနာခါရတရားတို့ကိုရေးဆက်ခဲ့ပါတယ်။ဒီကြတော်တွေဟာအတိပ္ပယ်နည်းနည်းယုံနေမကပဲရွတ်ဖတ်တဲ့အခါမှာလည်းအလွန်တန်တာလှပါတယ်။မိမိရဲ့အောင်မြင်မှုတွေကိုဆရာသမားတွေရဲ့ကျေးဇူးလို့အမြဲတလုံးသိတတ်တဲ့ဆရာတော်ကြီးရဲ့ဂါရတရားဟာကျွန်တော်တို့လူငယ်တွေအတွက်အတူအပွဲစံနမူနာကောင်းတစ်ခုပဲဖြစ်ပါတယ်။1980ပြည့်နှစ်တွေတုန်းကစကိုင်းတောင်ရုံမှာရှိတဲ့သာသနာဝန်ထမ်းတွေရေခက်ခဲအဖြစ်ကြုံတွေ့နေရစဉ်မှာဆရာတော်ကြီးဟာတီတကူဆရာတော်ကြီးနဲ့အတူလက်တွဲပြီးတီတကူရေအလူတော်စီမံကိန်းမှာတက်ကြွစွာပါဝင်ခဲ့ပါတယ်။ညစကြဆရာတော်ဝေဇန်နီယာဆရာတော်နဲ့အတူစကိုင်းတောင်ရုံရေရရှိအတွက်ဦးစီးဦးဆောင်ယူခဲ့တာပါ။ဒါဟာဆရာတော်ကြီးရဲ့ပရိယတ်ထိစာပေတွေမကပဲတန်ဃာတို့ရဲ့အခက်အခဲကိုလက်တွေ့ကျကျဖြေရှင်းပေးလို့တဲ့ပရိဒစိတ်ဓာတ်ကိုပြသလိုက်တာဖြစ်ပါတယ်။ဆရာတော်ကြီးရဲ့သာသနာပြုခီးမှာနောင်တော်ကြီးအရှင်နာရတဟာအရေးပါတဲ့မိရှုတဆောင်ဖြစ်ခဲ့ပါတယ်။နောင်တော်ကြီးတဆောင်ခဲ့တဲ့မဟာတုဘောရယုံကျောင်းတိုက်ကြီးတွေကိုဆရာတော်ကြီးကဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။မောင်နှမတစုလုံးသာသနာပေါင်းဝင်ခဲ့ရုံနဲ့မကပဲနောင်တော်ကြီးပြန်တော်မူတဲ့အခါမှာလည်းနောင်တော်ကြီးရဲ့အနိမစာဖနာနေရာမှာယထဂုရုပိမှန်တော်ကိုတိဆောက်ပြီးကျေးဇူးဆက်ခဲ့ပါတယ်။သာသနာပေါင်းမှာမောင်နှမတွေချင်းချင်းဓမ္မနဲ့သစ္စာရှိရှိလက်တွဲခဲ့ကြတဲ့ဘုန်းကြီးတွေဟာအလွန်ကျဉ်းနူးစရာကောင်းလာပါတယ်။ဆရာတော်ကြီးဟာမိမိရဲ့အသိပညာတွေကိုနေရာအနှံ့ရောက်ရှိစေဖို့မုံရွာတန်လျင်ပြူးလွင်နဲ့နေပြည်တော်တို့မှာ
သူဘောရယုံဝန်သားတိုက်ခွဲတွေကိုတည်ထောင်ခဲ့ပါတယ်။ဘုံရွာတိုက်ခတ်မှာတိပနကတရားစကိုင်းဆရာတော်ကြီးကိုနာယကအဖြစ်တာဝန်ပေးအပ်ပြီးစာပေပညာရှင်တွေကိုပြုထောင်ပေးခဲ့ပါတယ်။အမေရိကန်နိုင်ငံပင်ဆယ်ဗေးနီးယားတီတစ္ဆာနန္ဒဓမ္မစင်တာကိုတည်ထောင်နိုင်ခဲ့တာကြောင့်ဆရာတော်ကြီးရဲ့သူဘောရယုံအနွယ်ပွားတွေဟာကဘာနဲ့မှာတာသနာပြုအလင်းဆောင်နေကြပြီဖြစ်ပါတယ်။ညီကုန်းချောရရင်ပမကကျုံဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာဘီဝင်သားရဲ့ဘဝဟာစာပေနဲ့သာသနာမေတ္တာနဲ့ပညာပေါင်းစပ်ထားတဲ့သာသနာပိမှန်ကြီးတစ်ခုပါပဲ။ညောင်မင်းရွာသားလေးမောင်ထုံးတင်ဘဝကနေကဘာကလေးစားရတဲ့ပမကကျုံဆရာတော်ကြီးအထိဖြတ်သန်းခဲ့တဲ့ဒီဘဝခီးလန့်ဟာဗုဒ္ဓဘာသာဝင်တွေအတွက်ဂုဏ်ယူမဆုံးတဲ့သမိုင်းမှတ်တိုင်ဖြစ်ပါတယ်။ဆရာတော်ကြီးရဲ့တရားဓမ္မတွေဟာကျွန်တို့ရဲ့ယင်ထဲမှာဓမ္မစင်မီအဖြစ်ခြားဝရလင်းထိန်နေမှာပါ။ဆရာတော်ကြီးတတော်ရာကျော်ရှိပါစေ။သာသနာအလင်းဆောင်နိုင်ပါစေ။ဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့တယောက်ချင်းစီကိုအထူးကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်လည်တွေ့ဆုံပါရခင်ဗျာ။